သတ္တမတိစတင်ရန်အတွက်တာမာတာမုဒ္ဒမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးပုံတော်ဂုံတော်ဉာဏ်တော်တို့ကိုပူဇော်ကြော်သောအဖြစ်နမောတတ္တသုံးချိန်ရွတ်ဆိုပူဇော်၍တရားပွဲစတင်ကြပါစို့ခင်ဗျာနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအစီအစဉ်ရဝိတုဒ္ဓိမဲ့ဓမ္မလမ်းဝိပဿနာသင်တန်းဥဆောင်နာယကဆရာဒေါက်တာဦးစိုးလွင်မှကံကုသိုလ်နှင့်ဉာဏ်ကုသိုလ်ဘုရားကောင်းစဉ်ဖြင့်ဟောကြားပေးပါရန်ရိုသေစွာပန်ကြားအပ်ပါသည်ခင်ဗျာဒီနေ့16ရက်4လ2019ဒီနေ့အကြံ9ရက်တရားစခန်းလေးကဒီနေ့6ရက်မြောက်ရောက်လာပြီပေါ့နော်အဲ့တော့ဗာလေးတွေပြောကြခဲ့လဲဆိုတော့ပထမနေ့ကကုသိုလ်နဲ့အကုသိုလ်တဲ့နော်ဒီကုသိုလ်နဲ့အကုသိုလ်ဆိုတာလည်းဘုရားပွင့်မှသိတာဆိုတာကျွန်တော်ရင်တော့သဘောမပေါက်ခဲ့ခုကျမှကုသိုလ်နဲ့အကုသိုလ်ကဘုရားပွင့်မှသိရတာသိရတာအပြင်ဒီမြတ်စွာဘုရား45ပါးဘလုံးဟောကြားခဲ့တာဘာပဲဟောကြားခဲ့လဲဆိုအကုသိုလ်ကုသိုလ်နဲ့ပယ်ဖို့ပဲဟောကြားခဲ့တာဒါပေမဲ့ကျွန်တော်တို့ဉာဏ်ထဲမှာကအဲ့ဒါကြီးကမပေါ်လွင်ဘူးကုသိုလ်အကုသိုလ်ဆိုတာကအနှစ်ချုပ်ပဲသူကဒီကုသိုလ်အကုသိုလ်ကတိတ်အရေးကြီးတယ်ဘုရားပွင့်မှသိတယ်အဲ့တော့ဒီတရားလုပ်တယ်ဆိုတော့လည်းဘာလုပ်တာလဲဆိုအကုသိုလ်ကုသိုလ်နဲ့ပယ်ဖို့ပဲလုပ်တာပဲကျွန်တော်တို့ကအဲ့တော့ဘာလို့အကုသိုလ်ကုသိုလ်နဲ့ပယ်ရတာလဲဆိုတော့အကုသိုလ်ရှိနေသမျှကျွန်တော်တို့ဒုက္ခဆိုတာရောက်နေကြတာအခုဒုက္ခရောက်တယ်ဆိုတာဘာကြောင့်ဒုက္ခတွေဖြစ်ရတာလဲဆိုတော့အကုသိုလ်တွေကြောင့်ဖြစ်ရတာအဲ့ဒါကဘယ်ပေါ်မှာမူတည်ခဲ့တာလဲဆိုတော့ကျွန်တော်တို့ကမြတ်စွာဘုရားဝါဒအနတ္တဝါဒကြီးခဏိသင်မှာအတ္တနဲ့အနတ္တဆိုတာခေါင်းစဉ်နဲ့သင်မှာပါခဏိသင်မှာကအဲ့တော့မြတ်စွာဘုရားဝါဒကအနတ္တဝါဒဒီကဘာပေါ်မှာအယူတွေယူခဲ့ကြတယ်ဘာနဲ့ပဲယူခဲ့တော့အတ္တနဲ့ပဲယူခဲ့ကြတယ်ကျွန်တော်တို့ကဒီအနတ္တကသိပြီးတော့ထူးခြားတယ်မြတ်စွာဘုရားပွင့်မှသိရတာဒီအနတ္တကိုအဲ့တော့ဒီကုသိုလ်နဲ့အကုသိုလ်ဆိုတာကအနတ္တကျွန်တော်ကဒီလိုမသိလို့ဘာဖြစ်လို့လဲဒီအနတ္တကိုသိမြင်တာကဉာဏ်ပဲဒီဉာဏ်ကဘုရားပွင့်မှသိရတယ်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးသောတာပန်ဖြစ်တာကဒီပြင်စဝဲကြီး9ဦးထဲမှာပါတဲ့အရှင်အတ္တဇိတရားကိုနားပြီးတော့ဖြစ်တာအရှင်အတ္တဇိဘာဟောလိုက်တာတော့ယေဓမဟေတုပ္ပဘဝတေတံဟေတုံတတ်ထာကြောအာဟာတဲ့ဒါပါဠိလိုဖြစ်နေလို့မြန်မာလူကဖြစ်သမျှတရားတိုင်းကအကြောင်းရင်းခံရှိဒါပဲဘာမှအကြောင်းမကင်းဘူးကျွန်တော်တို့ကဘယ်ဖန်ပြီးရှင်တကိုးရှင်အလိုလိုဖြစ်တာမှမရှိဘူးဆိုတဲ့အတ္တကိုပယ်လိုက်တာဒီအနတ္တကနားလည်ကိုခက်တယ်ကျွန်တော်တို့ကအနတ္တကိုဘယ်တော့မှပြောကြတယ်ဆိုတော့ကိုယ်စိတ်တိုင်းနဲ့မကြရောသူလည်းသူသဘောသူဆောင်တာပဲအနတ္တပဲအမှသားသမီးတွေကိုလေကိုယ်ဆုံးမလို့ပြရင်တော့ဖြစ်ပြီကိုယ်လိုတိုင်းမဖြစ်ရင်တော့မလေးသူလည်းအနတ္တပဲလို့ကျွန်တော်တို့ဒီလိုပြောကြတယ်ကိုယ်လိုတိုင်းမဖြစ်ဘူးပေါ့အစိုးမရဘူးပေါ့ဒီလိုဆိုပါတယ်အမှန်ကတော့ကိုယ်လိုတိုင်းမဖြစ်တာဆိုတာကကိုယ်လိုတိုင်းဖြစ်ချင်တာအတ္တအကြောင်းအားလျော်စွာကိုယ်လိုတိုင်းဖြစ်မှာမဟုတ်ဘူးအကြောင်းအားလျော်စွာအကျိုးတရားတွေပေါ်နေတာအနတ္တနော်အကြောင်းတရားပြည့်စုံရင်ဒီအကျိုးတရားလာတာပဲမပေါ်ခြင်းလို့လည်းမရဘူးကိုယ်လိုတိုင်းလည်းဖြစ်မှာမဟုတ်ဘူးသူအကြောင်းအားလျော်စွာပဲအကျိုးတရားတွေဖြစ်တယ်နော်ဒါကအရေးကြီးတဲ့အနတ္တမှာအကြောင်းနဲ့အကျိုးအဲ့တော့ကုသိုလ်အကုသိုလ်ကံဆိုတာကဒီကိုဘာကိုပြောတာတော့အကြောင်းတရားကိုပြောတာကျွန်တော်တို့ရဲ့ကောင်းကျိုးဆိုးကျိုးတွေကဘာနဲ့သက်ဆိုင်နေလဲဆိုကုသိုလ်အကုသိုလ်နဲ့သက်ဆိုင်နေတယ်အကြောင်းတရားတွေက
အဲ့မှာကျွန်တော်တို့ဉာဏ်ထဲမှာကုသိုလ်အကုသိုလ်ကကျွန်တော်နဲ့သက်ဆိုင်နေရလို့မထင်ဘူးကံကတခုခုအစင်မပြေလို့ရှိရင်မင်းညောင်ပါဘူးကိုအကုသိုလ်ကံအကျိုးပေးတယ်ကိုယ့်ရဲ့ကံကဒါပေမဲ့ကျွန်တော်တို့ကဒီကံကိုမမြင်ငယ်နိုင်ဘူးမသိသိနိုင်ဘူးကျွန်တော်တို့မှာနော်ကျွန်တော်တို့ကဒီကံကိုမမြင်နိုင်ဘူးဒီကံကိုမြတ်စွာဘုရားပဲရှာဖွေတွေးရှိခဲ့တာမြတ်စွာဘုရားတပ္ပိညုတဉာဏ်ကြီးနဲ့ပဲထိုးတွင်သိမြင်ခဲ့တယ်ဒါပေမဲ့ဒီကုသိုလ်အကုသိုလ်ဒါမှမဟုတ်မြတ်စွာဘုရားဝါဒကအကျိုးသက်ဝါဒမဟုတ်အကြောင်းသက်တဲ့ဝါဒအကြောင်းကိုပဲပယ်မှာဒါသိရေးကြည့်တာဒီလိုလေးပြောလို့ရှိရင်ကျွန်တော်ဉာဏ်ထဲမှာမထင်ရှားဘူးခုပြောရင်စာလိုကြီးဖြစ်နေစာလိုတွေဖြစ်နေအဲ့တော့မြတ်စွာဘုရားဝါဒကအကြောင်းကိုရှာတယ်ဘာဖြစ်အကြောင်းကိုရှာတယ်အဲ့တော့စိုးကျိုးတွေဖြစ်နေရဆိုဒီစိုးကျိုးတွေကဘာကြောင့်ဖြစ်တယ်ကျွန်တော်တို့ကဒုက္ခတွေဖြစ်နေတယ်ဘာကြောင့်ဖြစ်တာလဲဒီအကြောင်းကိုရှာပြီးအဲ့အကြောင်းကိုပဲပယ်တယ်အကြောင်းပယ်လိုက်တာနဲ့ဒီဒုက္ခတွေချုပ်ငြိမ်းသွားတယ်ဒီလိုကျွန်တော်တို့ကသိရကျွန်တော်တို့မဟုတ်ဘူးအဲ့အကျိုးကိုပဲပယ်ခြင်းတာအဲ့ဒါလေးကိုဘာကြောင့်ဒီလိုပြောတာလဲဆိုတော့ဘယ်ကြောင့်မှထင်ရှားလဲဆိုတော့ကျွန်တော်တို့အခုလူဖြစ်ပြီးမှမွေးပြီးမှမသေးခြင်းတာမွေးပြီးမသေးခြင်းတော့အခုသေးခြင်းတော့မသေးခြင်းဘူးဇာတိရပြီးမှတော့မသေးခြင်းလို့မရဘူးကျွန်တော်ဇာတိရပြီးဇာတိပစ္စယဇရာမရဏဇာတိရပြီးသေကိုသိမှာစဉ်းစားမနေတော့ဘာလို့အကြောင်းရှိလိုက်အကျိုးကလာပြီလက်ခုပ်တီးလိုက်လို့ရှိရင်အတန်မမြည်ပါနဲ့လို့ဘလို့မှလို့မရဘူးလက်ခုပ်တီးတဲ့အကြောင်းပြည့်စုံနေတဲ့အတန်ထွက်တဲ့အကျိုးကပေါ်နေပြီဘလို့မှတားလို့စိတ်လို့မရကျွန်တော်လည်းအခုကဇာတိရပြီးမှမသေးခြင်းလို့တော့မရတော့ဘူးခုကဘာမှာကဇာတိရပြီးမှတော့မသေးအောင်လိုက်ရှားနေတာအဲ့ဒါကအဝိဇ္ဇာပစ္စယသင်္ခါရသူတို့မသေးဘူးဇာတိရပြီးမလဲမသေးသေရမယ်လို့အကြောင်းပြည့်စုံရင်အကျိုးကလာမှာပဲအဲ့ဒါကိုသူလက်မခံဘူးလက်မခံမဲ့သူတို့အလိုတိုင်းဝေးပြီးမှမသေးအောင်ဘာလုပ်မလဲဆိုစဉ်းစားနေတာအဲ့ဒါကသူတို့မှားနေတာနံပါတ်1ကအဲ့တော့အကြောင်းပယ်ရမှာဆိုမသေးရင်ဇာတိရအောင်ဇာတိမရအောင်ပဲလုပ်လိုက်တော့ကျွန်တော်ဒါပဲလုပ်လို့ရတာကျွန်တော်ကဒါကိုတကယ်သဘောပေါက်ဖို့လိုတယ်ကျွန်တော်တို့ရဲ့အဲ့တော့မသေးခြင်းဘူးဆိုရင်တော့ဇာတိရနေပြီးတော့သေမှာပဲဒါအနတ္တပဲအကြောင်းဆိုရဲဇာတိရှိရင်သေကိုသေမယ်အကျိုးကဘလို့မှရှောင်လွှဲလို့မရဘူးဒါပေမဲ့ကျွန်တော်တို့ဉာဏ်ထဲမှာဒါကြီးကပြောတော့ကြဟုတ်တာပေါ့မွေးလာသေရမှာပေါ့တဘွားတစ်ခါသေတာပဲတို့ပါတော့ဒါကသူသိငါသိအနေနဲ့ပြောတာဉာဏ်ထဲမှာဒီလိုပေါ်လွင်ထင်ရှားနေတာမဟုတ်ဘူးအနတ္တရှုထောင့်အနေနဲ့အဲ့တော့ကျွန်တော်တို့ကမသေးခြင်းဘူးဆိုရင်ဘာလို့ရမှာလဲဒီမွေးပြီးမှတော့မသေးခြင်းလို့မရတော့သေရမယ်အဲ့တော့မသေးခြင်းဘူးဆိုဇာတိဆိုတဲ့အကြောင်းကိုပဲပယ်ရမယ်အဲ့တော့ဇာတိအကြောင်းပယ်ဖို့ကဇာတိဘာကြောင့်ဖြစ်တာလဲကံကြောင့်ဖြစ်တယ်အဲ့ဒီကံဘာကြောင့်ဖြစ်တာလဲဥပါဒံကြောင့်ဖြစ်တာစွဲလန်းလို့ကံဖြစ်တာအဲ့ဒီဥပါဒံကိုသတိနဲ့ပယ်လိုက်တာနဲ့ကံချုပ်မယ်ကံချုပ်ရင်ဇာတိချုပ်မယ်ဇာတိချုပ်တာနဲ့သေခြင်းကလွတ်ပြီဒါကြောင့်မလို့တရားအထုတာမသေခြင်းလို့ရှိရင်ဥပါဒံစွဲလန်းမှုကသေခြင်းရဲ့အကြောင်းတရားသတိရမသေခြင်းရဲ့အကြောင်းတရားသတိရှိရင်မသေတော့ဇာတိမဖြစ်တော့ဥပါဒံရှိရင်ဇာတိရမယ်သေမယ်အဲ့တော့ကျွန်တော်တို့အခုမြင်လိုက်လို့ရေဖြစ်နေလို့ဘွာဝိုင်းဘွာတိုင်းသေးနေရမြင်လိုက်တာကိုရေလို့ဆွဲနေအဲ့တော့ဘာသတိမှမရှိဘဲနဲ့ကျွန်တော်ကဒါရေဆိုရေလို့မှတ်ပြီးတော့အဲ့ရမြင်လိုက်တဲ့ရေမြင်လိုက်တဲ့ရေဆိုတာအဲ့ဒါဆွဲနေဘာဆွဲတော့မသိဆွဲဒါရှေးရဟာတွေတင်းလာပြီအဲ့တော့မသေးခြင်းလို့ရှိရင်ကျွန်တော်တို့ကအဲ့အစွဲပြုတ်ဖို့လိုတယ်မသေးရဆိုတာနိဗ္ဗာန်ပဲပြောအောင်ပြောပြဒါနိဗ္ဗာန်ဆိုတာနိဗ္ဗာန်ဒီလိုအမျိုးနားလဲတယ်လို့ဆိုဒီလိုမျိုးမျိုးဖွင့်လို့ရတယ်အမတ္တဆိုသေခြင်းကင်းရသေခြင်းကဆင်းရဲတယ်သေခြင်းကင်းတိုင်းချမ်းသာတယ်ကျွန်တော်တို့ဒီလိုနားလဲလားအဲ့တော့ဥပါဒံဆွဲလန်းမှုကနဲ့ကျွန်တော်သေခြင်းနဲ့မဆက်ဆက်တတ်ဘူးကျွန်တော်ကိုယ်ဆွဲတာလေးလုံးနေသဘောမကျဘူးလားမလေးပြနေတာပဲဘယ်သေခြင်းမှကောင်းတယ်မရဘူးကျွန်တော်တို့ကဉာဏ်တစ်ခုကိုဒီလိုအဲ့ဒါပဲပရိစ္ဆေသမုပ္ပါအကြောင်းအကျိုးမဆက်ဆက်မစဉ်းစားတတ်ဘူးသူကြမှာဆွဲရင်သေခြင်းလို့ပဲအဲသဘောပေါက်တော့ဟမ်အရင်တော့ဆွဲရင်သေတာပဲဆွဲတာကသဘောကျတယ်ကွာအဲ့ဒီသဘောကျတာသေတာကိုပဲသေခြင်းကိုပဲသဘောကျတယ်ဒုက္ခရောက်ခြင်းကိုပဲသဘောကျနှုံမို့ရှိရင်ဒီဒုက္ခဆင်းရဲတွေကစွဲလန်းမှုသမုဒိယတဏှာဥပါဒံကြောင့်ဖြစ်တယ်ဆိုတဲ့ဟာဉာဏ်နဲ့မပေါ်ဘူး
ဒီဘောဒီဘောကတေးနေမှာပဲတေးတိုင်းမဟုတ်မတေးခင်မှာအိုဝမ်းအောင်မဲ့နိုင်အောင်မဲ့ပူဆွေးရအောင်မဲ့ကြောင်းပြရအောင်မဲ့အမလေးငါသားသမီးနဲ့ခွဲရအောင်မှာပါလားသူတို့စိတ်မချတာတွေနဲ့အမလေးအဲ့အရာတွေကပူပင်ရတာတွေကြောင်းကြရတာတွေငိုကြွေးရတာတွေနဲ့မသေးခင်ကိုအများကြီးပဲခံစားရအောင်ပါအဲ့ဒီဘာကြောင့်ဖြစ်တော့ဇာတိယလို့ဖြစ်တာပေါ့ဇာတိယမှတော့ဒါတွေကျွန်တော်ရှောင်လို့မရတော့ညံထဲမှာအဲ့တော့ဇာတိဘာကြောင့်ရအောင်တော့လွယ်အောင်ဆိုကံကြောင့်ကံဘာကြောင့်ဖြစ်တာဥပါဒံကြောင့်နောက်ဆုံးတော့ဥပါဒံဖြစ်ရင်တေးပူဆွေးရမယ်ကြောင်းကြရမယ်တေးမယ်အဲ့တော့ဆွဲလန်းရင်ဒုက္ခရောက်မယ်ညမညံထဲမှာဒီလိုဆွဲမှပေါ်တာဒါအနတ္တဝါဒအတ္တကမဟုတ်ဘူးကျွန်တော်ဇာတိရပြီကိုယ်လိုတိုင်းမသိခြင်းမသိအောင်ဘလို့လုပ်မလဲကြိုးစားတာအတ္တအဲကျွန်တော်အခုဖြစ်နေတာဟာဉာဏ်နဲ့ဘာကြီးမပေါ်ဘူးအဲ့တော့ဥပါဒံဆွဲလန်းမှုကသိခြင်းရဲ့အကြောင်းတရားသတိကမသိခြင်းရဲ့အကြောင်းတရားသတိရှိရင်မသိတော့ဒါပေမဲ့သတိရှိရင်မသိတော့ဥစ္စာဘာလို့မသိတာလို့ဇာတိမရလို့မသိတာလေကျွန်တော်တို့ကဉာဏ်ထဲမှာအကြောင်းမဲ့ပယ်တာအကြောင်းမဲ့ပယ်မှအကျိုးကတော့ပယ်လို့မရတော့အကြောင်းပြည့်စုံအကျိုးတရားရဲ့လာနေရှောင်လို့ကိုမရတော့ဒါပေမဲ့ကျွန်တော်တို့ဉာဏ်ထဲမှာဥပါဒံနဲ့သတိကိုဒီအထိဉာဏ်ထဲမှာကျွန်တော်တို့မသွားဘူးဖြစ်ဆွဲလန်းနေတာဒါပေမဲ့ဆွဲလန်းတာလည်းအခုရေလို့မြင်လိုက်တယ်နဲ့ရေဆိုဆွဲလန်းတာမှမသိဘူးအဲ့ဒါကျွန်တော်တို့သိတာကြိုက်ဆွဲကြိုက်လို့ဆွဲတာပဲသိတယ်အခုကမသိဆွဲမောဟဆွဲဖျားပွဲမှာသိမြင်လိုက်တယ်နဲ့ရေဆိုတာအမှန်သတိရှင်ကြည်နေတဲ့အယောင်လေးပဲလို့ရေဆိုတာမဆွဲဘူးပြောယုံပဲပြောတာအဆွဲလို့ပြီးပြောတာရေပြောတာကိုကအမှန်ကိုသိသွားပြီကြည်နေတဲ့အယောင်လေးပဲဆိုတာသတိကရှိနေရေဆိုတာပြောယုံညာလေးပဲတကယ်ပြောနေတာမဟုတ်ဘူးတကယ်ဆွဲပြီးတကယ်ပြောတာမဟုတ်ဘူးအဆွဲလွတ်ပြီးပြောတာလောကမှာပြောတော့ပြောရတာပဲဒါပေမဲ့အဆွဲပါတာနဲ့အဆွဲမပါတာအဆွဲပါရင်သေအောင်ပါဘူးဆွဲအောင်မှဒုက္ခရအောင်ပဲနော်အဲ့တော့ဒါပေမဲ့အရင်တော့ဘယ်ရမလဲကိုဆွဲတယ်လေကိုလွယ်ကောင်သဘောကျမယ်လားကြားတာပေါ့အဲ့ဒီသဘောကျခြင်းဟာသေအောင်ပါပဲတဲ့ပူဆွဲအောင်ပါပဲဒီလောကရဲ့ဒီတဏှာဥပါဒံရဲ့ဆွဲလန်းမှုရဲ့အပြစ်ကိုကျွန်တော်တို့မမြင်နိုင်ဘူးဉာဏ်ထဲမှာအဲ့လိုပေါ်နေဘူးသမုဒိယနဲ့ဒုက္ခကိုမပေါ်ဘူးသစ္စာနေတဲ့ဆိုသမုဒိယကြောင့်ဒုက္ခတွေဖြစ်နေတယ်နောက်ဆုံးတော့ဘယ်ရောက်မှသစ္စာစိုက်သွားတာပါအဲ့တော့အနတ္တကဒီလိုနားလည်ရမယ်အနတ္တဆိုတာကကိုယ်လိုတိုင်းမဖြစ်ဘူးအကြောင်းအားလျော်စွာပဲအကျိုးတရားတွေပေါ်တယ်ဒါလေးကိုကျွန်တော်သိချရှင်းပြတယ်ဒါပရိစ္ဆေသမုပ္ပါလည်းသင်ပြီးသားဖြစ်သွားတယ်လက်တွေ့ဘဝတွေလည်းဥပါဒณะသတိကိုသင်ပြီးသားဖြစ်သွားတာပဲတရားအားထုတ်တာသူက complete set လေးသွားတယ်ကျွန်တော်တို့ကဒီခုသင်တန်းလေးကိုသေချာလိုက်နားထောင်လာတဲ့စိတ်ဝင်စားလှုပ်လာတဲ့ရှင်းစိတ်နောက်စိတ်လေးတွေကုသိုလ်အခုကုသိုလ်အကုသိုလ်လေးနဲ့ပြောတော့လည်းပြီးသွားတာပဲတရားတစ်ခုပဲကဲဒီဘုရားဆက်လိုက်တာကုသိုလ်အကုသိုလ်ဆိုတဲ့အကြောင်းတရားအနေနဲ့စလိုက်အဲ့တော့ကျွန်တော်တို့ကောင်းကျိုးဆိုးကျိုးတွေကကံကြောင့်ဖြစ်ခဲ့ရကုသိုလ်အကုသိုလ်ကံတွေအကြောင်းပေါ့အခုအကျိုးပေးနေတာငါတော်လို့မဟုတ်ဘူးသူကကိုယ့်ကိုငါတော်လို့ထင်နေရမဟုတ်ဘူးမျိုးစိတ်လည်းကောင်းတယ်လို့အခုဘုရားလည်းရေလောင်းတာအထောက်ပံ့တယ်မျိုးစိတ်ကောင်းမှုအဓိကကြနော်ဒါအရေးကြီးတယ်အဲ့တော့ဒီကုသိုလ်အကုသိုလ်ကံဆိုတာကအနတ္တကိုပြောနေတာဒါပေမဲ့ကျွန်တော်ကုသိုလ်အကုသိုလ်ကံလို့ပြောလိုက်ရင်အနတ္တလို့စိတ်ထဲမပေါ်ဘူးကုသိုလ်အကုသိုလ်ကံဆိုတာအကြောင်းတရားအဲ့တော့ဖြစ်သမျှအခုကျွန်တော်တို့ကောင်းတာတွေလည်းဖြစ်တယ်ဆိုးတာတွေလည်းဖြစ်တယ်အဲ့ဒီဖြစ်သမျှတရားတွေကအကြောင်းအရင်းခံရှိတယ်ကျွန်တော်တို့ကောင်းတာဆိုးတာတွေလုပ်ခဲ့လို့အကြောင်းတရားတွေလုပ်ခဲ့လို့အကျိုးတရားတွေပေါ်နေတာဒါပေမဲ့ကျွန်တော်တို့ဉာဏ်ထဲမှာကံနဲ့ကံရဲ့အကျိုးကိုဒီလိုအနတ္တအနေနဲ့ဉာဏ်ထဲမှာစိတ်ထဲမှာမထင်ရှားဘူးဉာဏ်ထဲမှာတော့ဒီလိုထင်ရှားနေရဒါကကုသိုလ်အကုသိုလ်ကံအကြောင်းလေးအနတ္တရှိတော့မှရေးပြပါဆိုကျွန်တော်တို့ကအဲ့လိုလဲမေးခွန်းလေးမေးကြည့်ပါလားဘလို့ရေးရမှန်းကိုမသိဘူးဖြစ်နေတယ်လားသူထိုင်နားထောင်တော့လဲနားလဲသလိုလိုပဲအဲ့ဒါလေးကိုလေကုသိုလ်အကုသိုလ်ကံကိုအနတ္တရှိတော့မှဥပမာပေးယူတင်ပြပါဆိုဘာလို့အောင်သိနောက်ဆရာအဲ့လိုစာပေါ်ဝဲပါဆက်ပါအဲ့ဒီကြမှာကြိုးစားပြီးတော့မှန်မှလိုက်ပြောဒီတိုင်းထိုင်နေလို့မရတော့ငါဆောင်းဝဲပြန်မှာကြာရင်ချက်ဆရာကြီးအောင်စင်းလည်းထုံမှရှိမှာလောကီကအဲ့လိုလုံးမရတာဒီတော့လောကီကအဲ့လိုမှသွားတာနော်ဆောင်းဝဲရှိပါသူကအဓိပတိထားတာအဓိပတိထားအောင်ဗာပြန်ပြရတာသိလားဒီဘက်ကနေအကြောင်းတရားပြန်လုံးရပြန်ဆောင်းဝဲစစ်ပဲအဲ့လိုလုံးရတယ်အဲ့တော့ဒီကုသိုလ်အကုသိုလ်ကံကိုဒီအနတ္တမြင်ရဒီလိုမြင်ရနောက်တစ်ခါပြောပြအောင်မယ်ဒီအနတ္တကိုသင်တာကတချို့ကလောကဥပမာလေးသိမှတ်လို့ကောင်းတယ်ဇ
ရာကိုလာပြီးတော့သူတို့ကလူငယ်တွေဆရာကိုလာပြီးတော့ဆရာရဲ့ခွင့်လွှတ်ပါကျွန်တော်တို့အမားတွေရှိရင်ပေါ့နော်လာပြောကြတယ်ဒါပေမဲ့ဆရာဘာမှမပြောဘူးဘာမှမပြောဆရာလည်းသူတို့ခွင့်လွှတ်ပါတယ်လို့လည်းမပြောဘူးဒီလိုလာတယ်သူကခွင့်လွှတ်ပါတယ်ဆိုရင်ကြိုက်တယ်သူကဒါခွင့်လွှတ်တယ်ဘာမှမဖြစ်ဘူးတို့ကစိတ်ထဲမှာဘလို့မှမထားဘူးခွင့်လွှတ်တယ်ဆိုတော့ဘောကြကျွန်တော်ဘာမှမပြောတော့သူကဆရာလည်းခွင့်လွှတ်ပါတယ်လို့လည်းမပြောဘူးတဲ့ဟိုပြောပြမယ်လို့အတ္တနဲ့အနတ္တအဲ့ဒါဆရာပြောတယ်မင်းတို့ကိုယ်ပေါ်အကြောင်းကြောင့်တော့ပြမသည်ဖြစ်တယ်မပြမသည်ဖြစ်တယ်ပြမအောင်မင်းတို့အကုသိုလ်မင်းတို့ထဲမှာဖြစ်တာလို့ငါကမင်းတို့အပြစ်ယူလို့မရဘူးလို့မင်းတို့အတ္တနဲ့ယူလို့မှမရဘဲနဲ့ကျွန်တော်အာယုံပြုပြီးတော့ကျွန်တော်တို့ तू ကနှလုံးသွင်းမှားလို့သူ့ထဲမှာပါဖြစ်တာအကုသိုလ်ဖြစ်တာသူကပြစ်မှားတယ်ဆိုတာလဲဟာလားစိတ်ထဲမှာပြစ်မှားတယ်ဆိုတာလဲကျွန်တော်ကိုမြင်တာအာယုံနဲ့စိတ်ပဲဒါပဲကျွန်တော်ကိုမြင်တာအာယုံသူတို့စိတ်ထဲမှာနှလုံးသွင်းမှားပြီးတော့စိတ်ထဲမှာအကြောင်းကြောင့်ပြင်မမိရင်သူ့ထဲမှာပဲအကုသိုလ်ဖြစ်သွားတာကျွန်တော်ဘာမှလုပ်လို့ရတာမဟုတ်ဘူးကျွန်တော်အပြစ်ယူလို့လည်းရတာမဟုတ်ဘူးအဲ့တော့ခွန်းလွတ်ပါစေတောင်းပန်ပါတယ်လို့လုပ်တဲ့ခါကျလဲကျွန်တော်အာယုံပြုတော့သူကကုသိုလ်ဖြစ်တယ်သူတို့စိတ်ထဲမှာအဲ့တော့သူတို့အရင်တော့ဖြစ်တဲ့အကုသိုလ်ကိုသူတို့အခုဖြစ်တဲ့ကုသိုလ်ကပယ်သွားတာပဲရှိတာပဲကျွန်တော်ကဘာမှအပြစ်ယူလို့လည်းမရဘူးအပြစ်ပေးလို့လည်းမရဘူးအနတ္တဆိုတာဒါပြောတာကျွန်တော်ကအပြစ်ယူလို့ရတယ်အပြစ်ခွင့်အပြစ်တွေကိုလျှော်ပြလို့ရတယ်ဆိုကျွန်တော်အတ္တဖြစ်နေမှာပေါ့ကျွန်တော် creator ဖြစ်နေမှာပေါ့လောကမှာကျွန်တော်ဖန်ဆင်းခြင်းတကူရှင်ကြီးဖြစ်သွားမှာပေါ့ကျွန်တော်ကမင်းကအတ္တနဲ့အနတ္တအဲ့ရစပြီးတော့ကျွန်တော်ကဒီလိုနားလည်ရကုသိုလ်နဲ့အကုသိုလ်ကုသိုလ်နဲ့ကိုယ်ထဲမှာသူများလည်းဘုရားကလည်းကျွန်တော်ဘာမှကျွန်တော်တို့လုပ်ပြီးလို့မရဘူးအဲ့တော့ရသော်ဘုရားကဒီအဇာတတရှိတယ်ဒါပဲတရားပြောရတယ်သူဖခင်ဒီဗိမိတာမင်းကြီးကိုသူတတ်ခဲ့တယ်အဇာတတကတတ်တော့သူပူဆွေးသွားပြီတိသွားပြီသူသားမွေးတော့သူတိသွားပြီသူသားကသားချစ်တော့သူ့ဖေကလည်းဒီလိုချစ်တာဘင်းဖေကလည်းဒီလိုချစ်ခဲ့တာပဲဆိုတော့သူအဲ့မှာပူဆွေးသွားတယ်သူ့ဖေကိုတတ်ခဲ့တာအဲ့တော့တကောင်မုံလာပြီနေမှာမြတ်စွာဘုရားကြီးသွားတယ်မြတ်စွာဘုရားကဓမ္မညဖလားတုတ်ဟောတယ်ဟောတဲ့ခါမှာသူသိတော့မြတ်စွာဘုရားရှိတယ်သူမှားခဲ့ပြီပေါ့နော်အဲ့တော့မြတ်စွာဘုရားကပြောလဲတော့ဒီအပြစ်ကိုမိမိအပြစ်ကိုဝန်ခံမယ်ကိုမှားတာကိုမှားတာလို့ဝန်ခံပြီးတော့နောက်အဲ့လိုအပြစ်မကျူးလွန်အောင်ဒီအကုသိုလ်တွေကိုကုသိုလ်နဲ့ပဲကုစားရမယ်တဲ့မြတ်စွာဘုရားဒါပဲပြောတာလေအဓိကကဟုတ်လားဒီလိုအပြစ်တွေကိုနောက်တစ်ခါထပ်မလုပ်အောင်ကကုသိုလ်နဲ့ရှောင်ပါမလုပ်တော့ကုသိုလ်ဖြစ်တယ်အဲ့ကုသိုလ်နဲ့ပဲကုစားရမယ်အကုသိုလ်အပြစ်တွေကိုဘာနဲ့ပဲကုစားရမယ်ကုသိုလ်နဲ့ပဲကုစားရမယ်ဒါပဲပြောတာပဲမြတ်စွာဘုရားနော်ကျွန်တော်တို့ကဒါကြောင့်မလို့သူနောက်ဆုံးမှာကြတော့မြတ်စွာဘုရားကိုကြီးညိုပြီးတော့နောက်ဆုံးပထမသံဃာယေနာတင်တာမြတ်စွာဘုရားတအားကြီးညိုသွားတာသူဒါကြောင့်မလို့ဒီအဖေသက်တဲ့အကုသိုလ်ကြောင့်အပေရောက်ရတာမြတ်စွာဘုရားရဲ့ကျေးဇူးကြောင့်သူအပေကြပြီလည်းတက်တာကိုနေရတယ်တစ်ချိန်မှလည်းသူဒါနိဗ္ဗာန်ရောက်အောင်ပါပဲဒါသူ့ရဲ့ကျွန်တော်တို့ကနော်ဒီလိုနားလည်ရကျွန်တော်တို့ကအဲ့တော့ဒီအပြစ်တွေကိုအကုသိုလ်တွေကိုဘာနဲ့ပဲကုစားလို့ရတာကုသိုလ်နဲ့ပဲကုစားလို့ရတယ်ဒါပဲကျွန်တော်တို့ကဘယ်သူမှဘာမှလုပ်ပြလို့မရဘူးကျွန်တော်တို့ဘုရားကလည်းဒီဇာတတကိုဘာမှလုပ်ပြလို့မရဘူးသူအကုသိုလ်ကိုသူကုသိုလ်နဲ့ပဲသူအနတ္တဆိုတာဒါကိုပြောတာကျွန်တော်တို့ကနားလည်ရမှာကရသော်ဘုရားလည်းမင်းအကုသိုလ်တွေပျောက်စေလို့မရဘူးကျွန်တော်တို့မင်းအပြစ်တွေနော်ဒီလိုနားလည်ရသဘာဝတစ်ခုကအဲ့ဒါကအနတ္တကျွန်တော်တို့ကအတ္တဆိုရင်မြတ်စွာဘုရားမင်းအကုသိုလ်တွေပျောက်စေလို့လုပ်လိုက်မှာပေါ့နော်ကျွန်တော်ကလည်းခွန်းလွတ်ပါဆိုငါခွန်းလွတ်တယ်ဆိုရင်အဲ့တခါဟိုကိုကအတ္တကြီးပြည့်ကိုကမြင်လားသူသက်တွေ့ဘဝထဲမှာပဲရှိတာနော်ကျွန်တော်တို့ကဒါပေမဲ့လောကအလိုအရအနေနဲ့ဒါကုသိုလ်အနေနဲ့ဒါပြောကြတယ်ခွန်းလွတ်ပါကြောကြတယ်ကြောတော့ကုသိုလ်တွေဖြစ်တယ်ဒီကုသိုလ်တွေကပဲကိုယ်မှပြမမိခဲ့သည့်ရှိတော့အကုသိုလ်တွေဒီကုသိုလ်ကပဲပယ်သွားမှာပဲဆိုတော့ဒီအနတ္တဆိုတာလေကုသိုလ်အကုသိုလ်အနတ္တရှိတော့မှရေးပါဆိုဒါတွေရေးရမှာကျွန်တော်တို့ကဒါပေမဲ့ကျွန်တော်တို့ဉာဏ်ထဲမှာကအဲ့လိုတွေပေါ်လွင်မထင်ရှားဘူးအနတ္တရဲ့သဘောတရားပါလေးတွေကနော်ဒါမှမဟုတ်ဟိုပြောလို့ရှိရင်အဲ့လိုပဲအဲ့တိုင်းပဲခုဒါပထမနေ့ကကုသိုလ်အကုသိုလ်အနတ္တရှုတော့ကနေကျွန်တော်ဒီလိုသိရအဲ့တော့ကံကုသိုလ်နဲ့ဉာဏ်ကုသိုလ်လာပြီဒီကံကုသိုလ်နဲ့ဉာဏ်ကုသိုလ်ဆိုတာလည်းဒီပဲကံကုသိုလ်ဆိုတာစေတနာလေးကကံကုသိုလ်နောက်ကသတိပြုမိတာဉာဏ်ကုသိုလ်ဒါရှေးစိတ်နောက်စိတ်ဟုတ်လားအဲ့တော့ကျွန်တော်ကအရင်တော့ဒီစေနာလေးကိုပဲဘလို့သိခဲ့တာဆိုတော့ငါစေချင်တာလို့ပြောတာဒီစေနာဘုရုစေနာငါစေနာနောက်ကအတ္တနဲ့သိတယ်ဒီလူကစေနာသိကောင်းတာပဲဆိုတာသူ့အထက်မှာဒီစေနာရဲ့အမြဲရှိနေတယ်လို့ဒီစေနာရဲ့သူကပိုင်ထားတယ်သူ့စေနာကြီးအဲ့လိုထင်ခဲ့တယ်အရာရာအားလုံးက
အနတ္တဆိုတာကအကြောင်းတိုက်ဆိုင်မှဖြစ်ပေါ်တယ်အကြောင်းကင်းတာနဲ့ချုပ်ပြတ်သွားတယ်ဘယ်သူမှမပိုင်လက်ခုပ်လေးတီးပြမယ်အဲ့ဒီအတန်လက်ခုပ်လေးတီးရောမထွက်ပါနဲ့လို့လည်းကျွန်တော်ဘာမှလုပ်လို့မရဘူးပေါ်ပြီးတော့လည်းအကြောင်းလည်းကင်းတော့ချုပ်ပြောက်သွားတယ်ကျွန်တော်ဘာမှမလုပ်လို့မရဘူးအဲ့ဒီအတန်နဲ့ပတ်သက်ပြီးတော့သူသဘောသူဆောင်ပေါ်တယ်သူသဘောသူဆောင်ချုပ်တယ်ကျွန်တော်တို့ဘာမှဝင်ဆွတ်လို့မရဘူးအနတ္တအကြောင်းအားလျော်စွာအကျိုးတရားတွေပေါ်တာပဲအကြောင်းကင်းတော့လည်းချုပ်ပြတ်သွားတယ်အဲ့ဒီတိုင်းပဲစေတနာလည်းအမြဲရှိတာမဟုတ်ဘူးအာယုံတစ်ခုနဲ့တွေ့လိုက်မှအဲ့ဒီအာယုံပေါ်မှာကိုကစေတနာပေါ်လာမြတ်စွာဘုရားကိုမြင်မှလက်ဥချီတာဘုရားကိုမမြင်သေးရင်လက်ဥကမချီဘူးဘုရားကိုမြင်လိုက်မှဒီအာယုံကကျေးဇူးပြုလိုက်မှကျွန်တော်တို့ထက်မှလက်ဥချီခြင်းနဲ့စေတနာလေးဟာပေါ်လာတာဦးလဲချပြီးတော့အဲ့ဒီစေတနာဘယ်ရောက်သွားလဲထုတ်ပြောက်သွားတာပဲဒီလိုနားလည်ရအဲ့ဒီစေတနာအကြောင်းတိုက်ဆိုင်ရင်ပေါ်တယ်အကြောင်းကင်းတာနဲ့ထုတ်ပြောက်တယ်အဲ့ဒီစေတနာကိုငါဥစ္စာလို့ယူလို့ငါဥစ္စာလို့ယူလို့လိုက်တာအတ္တစေတနာလေးကအကြောင်းတိုက်ဆိုင်လို့ပေါ်တယ်အကြောင်းကင်းချုပ်ပြောက်သွားတယ်လို့အနတ္တလည်းမြင်ရောအဲ့ဒီစေတနာကံမဖြစ်တော့ကံမဖြစ်တော့ဇာတိမြင်ရတော့ဇာတိမြင်တော့အဲ့ဒီစေတနာနဲ့ပတ်သက်ပြီးတော့နောက်တည်ခြင်းကင်းသွားတာဒါပဲအဲ့ဒီစေတနာကိုနောက်ကဒီလိုလဲသတိမပြုတော့ငါစေတနာလိုလဲသိမ့်ပိုက်ရောနောက်ဘဝရပြီးအသေးအောင်ပါပဲဒါပဲကျွန်တော်တို့ကအတ္တနဲ့ရှိနေသမျှသေနေအောင်ပါပဲအသေးမလွတ်ဘူးဒီလိုနားလေရတယ်ကျွန်တော်အတ္တအနတ္တကိုကျွန်တော်တို့ဉာဏ်ထဲမှာကရှင်းလားဒီသင်ပြီးသားတွေကိုဆရာဘယ်ရှုထောင့်ကပြန်ရှင်းပြလဲအတ္တအနတ္တရှုထောင့်တွေကပြန်ရှင်းပြတယ်အဲ့ဒီကဒါတွေကထည့်သင်လို့မရဘူးပိုရှုပ်ကုန်မှဆိုလို့ပထမတော့ကဒါဟာအရင်သင်ရသေးတာနော်ကျွန်တော်တို့ဉာဏ်ထဲမှာအဲ့တော့ဒီလိုလေးတွေနားလည်တော့မျက်စိကမြင်တယ်ဆိုတော့မျက်စိနဲ့အစင်းနဲ့တိုင်မြင်စိတ်ကမပေါ်ပါနဲ့လို့လို့မရဘူးဒါကအနတ္တခုကျွန်တော်ပြောပြီဆရာပြောတာမကြားကျင်လို့ကိုမရဘူးအတန်နဲ့နားနဲ့တိုင်ကြားမှာပဲအနတ္တပဲကြားစိတ်ပေါ်တာအဲ့ဒီသူသဘောသူဆောင်ပေါ်နေတဲ့ဟာကြီးကိုပဲနောက်ကစိတ်ကပါတော့ငါကြားတယ်ငါမြင်တယ်လို့ယူလိုက်တဲ့အတ္တအဲ့လိုယူနေသူတွေနောင်သေးအောင်ပါပဲဟမ်သေအောင်ပါပဲကျွန်တော်တို့ကလူတယောက်ကမင်းသေအောင်ပါပဲပြောရင်ကြိုက်တယ်ဘူးနော်သူများပြောတာတော့မကြိုက်ဘူးကိုတော့ငါမြင်လိုက်တယ်နဲ့ငါမြင်တယ်ဆိုရသေအောင်ပါပဲသိကြပြီသေချင်းကင်းတာဆိုတာကအဲ့ဒီမျက်စိနဲ့စနေတယ်မြင်တယ်လေးကသူသဘောသူဆောင်မြင်သွားတယ်မမြင်ရင်လို့ကိုမရဘူးအဲ့ဒါကိုနောက်စိတ်ကသတိစီရနဲ့သေချင်းကင်းနေတာနိဗ္ဗာန်တော့နိဗ္ဗာန်ဆိုတာဒါပဲဒါနဲ့နိဗ္ဗာန်ရောက်နေဆိုတော့လည်းအဲ့လိုသိတာဘလို့ရောက်မှန်းလည်းမသိဘူးနော်နိဗ္ဗာန်ကဒါနဲ့တန်နဲ့တိုက်တော့မကြမ်းကျင်လို့ကိုမရဘူးအဲ့ဒီကြမ်းမှုကကိုယ်နဲ့ကိုမဆိုင်ဘူးသူသဘောသူဆောင်ပေါ်နေတာသူမဟုတ်ကြားငါကြားတယ်ပဲကျွန်တော်တို့ကငါကြားတယ်ဆိုသေအောင်ပါပဲဉာဏ်ကအဲ့လောက်ကြီးမပြေးခဲ့ဘူးအဲ့တော့သေအောင်ပါပဲဆိုတန်တရားကြီးလဲနေအောင်ပါပဲကိုပြောတာတဘွားပြီးတော့သူနောက်ကငါကြားတယ်ဆိုဥပဒေနဲ့ဆွဲတာဒီကြားနာဘူးတိုင်ငါကြားတယ်မလို့ဘူးနော်အဲ့လိုဖြစ်နေတာသိဆွဲတာဥပဒေကဥပဒေဆွဲလို့ဆွဲမှတော့မသိပါဘူးဥပမာပြပြမနေ့ညဆရာဒီမှာအဖွဲ့တွေလာပြီးတော့တရားလေးပြောပြတယ်ပြောပြတော့အပြင်ကလည်းနည်းနည်းမှောင်းနေတယ်မောင်းနေအပြင်မှာဒုံးနေအတိုင်းကြားပါလေဟုတ်လားကြားပါလေဘယ်ရမလဲအဖွဲ့တွေကလည်းတမာရီကခက်ကောင်းကောင်းနဲ့ကောင်းနေအကုန်လုံးအဲ့ဒီလှည့်ကြည့်ကြတာကြည့်ကြတော့ဆရာဘာဖြစ်တာလဲလို့မေးလိုက်တာအဲ့ဒါဆိုတော့သူကလည်းဆရာမေးလို့ကျသူကအတန်ပေါ့သူအကြိုင်အတန်လို့သူကပြောတယ်အမှန်သူတို့ဒုံးနေကြတာပြီးတော့ချုပ်သွားတယ်ချုပ်သွားပြီးမှသူကဟိုဘက်လှည့်ကြည့်တယ်ဒီဘက်ပြန်ကြည့်တယ်ဆရာဘာလဲလို့မေးလိုက်တာဘာလဲလို့မေးလိုက်တာသူကအတန်လို့ပြောတာသူတို့အတန်ကဘယ်ပြောတဲ့အတန်လဲဆိုအဲ့ဒုံးလို့ကြားတဲ့ဟာကိုသူကဥပဒံစွဲနေအမှန်ကအဲ့ဒုံးလို့ကြားတာဆရာပြောလိုက်တယ်ရှိသေးလားသူတို့ကြားလိုက်တယ်မရှိတော့ဘူးဒါပေမဲ့ဘာလဲဆိုတာကဆရာပြောလိုက်တဲ့အခါကိုသူကအတန်လို့မသိဘဲနဲ့သူကဒုံးဆိုတဲ့ဟာကိုပဲဘာလို့ယူလိုက်တာအတန်လို့ယူနေတာဆရာဘာလဲလို့မေးလိုက်တဲ့အခါမှာဆရာဘာလဲလို့မေးလိုက်တာကိုသူအတန်လို့ကိုသတိမြင်လားဥပဒံဘယ်လောက်စွဲလဲဒုံးဆိုတာရုပ်မလွတ်ဘူးသူကအစွဲနေတာတိတ်တိမ်မွေ့တာဥပဒံကကိုမလွတ်ဘူးရင်မသိဘူးသူအဲ့ဒုံးဆိုတာဟာယူပဲသူတို့စိတ်ထဲစွဲနေတာတဲ့နာဘာလဲလို့မြင်ဆရာအဲ့ဒုံးဆိုတာယူပဲပြန်ပြတာအတန်ဆိုတာကဒါပေမဲ့ဆရာဘာလဲလို့မေးလိုက်တာကိုသူအတန်လို့မသိလိုက်တော့မြင်လားတတိအဲ့ဒါပဲပြစ္ဆုတ်ပံအခိုက်ကိုနောက်ကနေသတိမလိုက်တတ်တယ်ကျွန်တော်တို့ကဥပဒံကိုလည်းအဲ့ဒုံးဆိုတာယူကိုစွဲနေလို့ဘယ်သူမှမသိလိုက်ဘူးဘလောက်တိမ်မွေ့လဲကိုပြောပြတာကျွန်တော်တို့သတိနဲ့ဥပါဒံတွေကနောက်ကြပါပါလေးတွေနောက်မှအနေများမှကိုကအဲ့လိုတွေသတိရောက်လာမှာပါမပူပါနဲ့ဒါလည်းဖြစ်လာမှာပဲဒီလိုပဲဖြတ်တန်းရတာပဲနော်ဟုတ်ပါဘူးအဲ့တော့ဒီ
ကုသိုလ်ကံကုသိုလ်နဲ့ဉာဏ်ကုသိုလ်ဆိုတာလေနောက်ကဉာဏ်ဖြစ်သွားရင်အနတ္တကိုမြင်သွားတာပဲနော်ဉာဏ်မဖြစ်ရင်အနတ္တမမြင်ဘူးအဲ့ဒါပြီးတော့ရှေးစိတ်နောက်စိတ်ရှေးစိတ်နောက်စိတ်ဆိုတာမျက်စိနဲ့စိတ်တိုင်းလည်းခုနကမြင်စိတ်လေးပေါ်သွားတာရှေးစိတ်အဲ့ဒါလေးကိုနောက်ကသတိပြုမိလို့ရှိရင်ဒီမြင်စိတ်လေးကသူ့သဘောသူဆောင်ပေါ်တာပဲလို့နောက်စိတ်ကသတိပြုမိတာရှေးစိတ်နောက်စိတ်ဆိုတာဒါပဲကျွန်တော်ကတေးလို့ပြောတဲ့အခါမှာကျွန်တော်ကတစ်ခုကြီးသောဖြစ်လို့တေးဆိုတာအတန်นี่တစ်ခုပြီးသူ sound process အတန်အစင်ကြီးဖြစ်သွားတယ်အဲ့တော့ဒီအတန်အစင်ကြီးကအဲ့အတန်นี่တစ်ခုဖြစ်လိုက်တဲ့ဒီသောတာဝိညာဉ်လည်းမပေါ်ခြင်းလို့မရအနတ္တအဲ့တော့ဒီတေးဆိုတာကတတန်ပြီးတတန်ဖြစ်ပေါ်ချုပ်ပြန့်တယ်အဲ့ဒီတေးဆိုတဲ့အတန်ကြီးကမကြားခြင်းလို့မရတာကအနတ္တကြားပြီးချုပ်ပြောက်သွားတာအိဋ္ဌဟောတခါနဲ့တရားကဒီမှာဖြစ်နေပြီရှင်းစိတ်ပြီးနောက်စိတ်မှာသတိရှိလိုက်တာနဲ့အနတ္တကိုမြင်သွားပြီဒါကရှင်းစိတ်လို့ဆိုအဲ့တော့ဝိသုံးပါးလို့မြင်နေဆွဲလန်းနေအားထုတ်တယ်ဒါအတင်တာအဲ့တော့မြင်လိုက်တာနဲ့သတိမရှိတော့နောက်စိတ်မှာဆွဲလန်းမိတာပဲအဲ့ဒါကလည်းသူ့သဘောသူဆောင်ဖြစ်သွားတာဆရာဘလို့ဆွဲလန်းမှာမဟုတ်သူ့သဘောသူဆောင်သွားတာရေရမြင်ရမှနေရဆင်းသွားတော့သူ့သဘောသူဆောင်သွားတာဘာမှလုပ်ပြီးပြန်မလုပ်ဘူးကျွန်တော်တို့ကဒီနေရနေမြင်ရကိုပြန်ပြီးတော့စံမှအားထုတ်ရတာပြုပြင်ရအဲ့ဒီတိုင်းမှာအကုသိုလ်စိတ်တွေလေစိတ်လွတ်မထားနဲ့သူ့သဘောသူဆောင်အကုသိုလ်တွေပြေးသွားတာပဲဟောမြင်လိုက်တာနဲ့ဆွဲလန်းပြီးသားပဲမြင်လိုက်တာနဲ့ဆွဲရင်ကြိုက်ဆွဲရင်ဆွဲမယ်မြင်လိုက်တာနဲ့မကြိုက်ဘူးလို့ဆွဲရင်ဆွဲမယ်အမှလုံးနဲ့မြင်တဲ့အတိုင်းလေးပဲအဲ့ဒါမသိတာမောဟနဲ့ဆွဲအဲ့နောက်စိတ်မသိရလဲမောဟတယ်သူကနော်ဒီတိုင်းကြည့်နေပါလားဘာစိတ်မှမတတ်နဲ့အခုကျွန်တော်မျက်လုံးလေးဖွင့်ကြည့်မြင်နေရတာပဲလောဘလည်းမရှိဘူးဒေါသလည်းမရှိဘူးဘာရှိလဲမောဟရှိတယ်အမလီအဲ့ဒါကလည်းအနတ္တပဲနော်နေတို့လာတို့ကျေတို့မရှိရင်ပေါင်သွားတာသူသဘောသူဆောင်ပေါင်သွားလိမ့်မယ်နေတို့လာတော့အဲ့ဒါလည်းပါအနတ္တပဲသူသဘောသူကဘယ်သူမှလုပ်ပြီးနေတယ်မလုပ်ဘူးကျွန်တော်တို့မှာဒါပေမဲ့ကျွန်တော်တို့ညံထဲမှာကဝင်လေထွက်လေမှတ်ခိုင်းပါလေသိလားမှတ်ခိုင်းကျွန်တော်တို့စိတ်ကိုကျွန်တော်အဲ့ဝင်လေထွက်လေပေါ်မှာရှိနေကြတာဘယ်မှာကိုရွေ့ရင်ကြိုက်တယ်ဘယ်ကြိုက်မှာတော့ဟိုကလည်းသူသဘောသူဆောင်သူသွားနေတဲ့နေရာသွားနေရပဲအဲ့ဒီစိတ်ကိုအနတ္တလို့နေတရားပြီးတာကျွန်တော်တို့အနတ္တကိုမြင်အောင်မကြည့်ဘဲနဲ့ဒီစိတ်ကြီးကိုဒီဝင်လေထွက်လေပေါ်မနေရကောင်းလားလို့အမှားကိုယ့်ကိုမကြည့်မတတ်ဖြစ်နေအဲ့ဒါအတ္တဖြစ်နေအတ္တကသူသဘောသူဆောင်အဲ့တော့သတိရှိလာတယ်တမာရီတွေရှိလာရင်လည်းသူသဘောသူဆောင်ရောက်သွားတာပဲအဲ့ဒီနာလေးငြိမ်သွားမနေပါနဲ့လို့ပြောလို့မရဘူးသူသဘောသူဆောင်အဲ့ဒါနေသွားတာပဲအကြောင်းပြည့်စုံရင်အဲ့အကျိုးတွေမဖြစ်ပါနဲ့လို့ပြောလို့မရဘူးအဲ့ဒီသတိဝိရိယတမာရီလည်းမပြည့်စုံဘူးစိတ်ကလည်းမနေသေးဘူးသူကသောသွားနေဦးမှာပဲကိုကအားထုတ်နေရအောင်မှာပဲအကြောင်းနဲ့အကျိုးကိုကျွန်တော်တို့ညံတဲ့ရဲ့အနတ္တသဘောတွေကိုယ့်လိုတိုင်းဘာမှဖြစ်မှာမဟုတ်ဘူးအကြောင်းပြည့်စုံအောင်ပဲဖြည့်ဆည်းနေရတာအဲ့ဒီအကျိုးတရားတစ်ခုရဖို့အကြောင်းပြည့်စုံလို့ရှိရင်လည်းဥပမာတောင်းကြီးမှာဘာမှမမြင်ရသေးဘူးအဲ့ဒီတောင်ပေါ်ရောက်ရင်ဘာတွေမြင်ရမလဲလို့ရှောက်တွေးနေတယ်အဲ့ဒီတောင်ပေါ်ရောက်လို့ရှိရင်လည်းမမြင်ချင်လို့ကိုအဲ့ဒါအနတ္တတွေပဲဟုတ်လားကျွန်တော်တို့မှာအကြောင်းမပြည့်စုံဘူးကိုကမြင်ချင်တယ်ဖြစ်ချင်တယ်ဖြစ်ပြတယ်မြင်ချင်တယ်ယုံတယ်နေမြင်ချင်တယ်လုံနေတယ်ဘာမှရမှာမဟုတ်ဘူးအဲ့ဒါတွေလောမနေတယ်အကြောင်းပြည့်စုံလို့ရှိရင်လည်းမမြင်မှနဲ့လို့လည်းပြောလို့ကိုမရဘူးကျွန်တော်ကဒီလိုလာမှာနော်အဲ့တော့ဒီထားလေးတွေကဟုတ်လားဟိုအတ္တတွေအနတ္တတွေရဲ့သဘောတွေကဘယ်နေရာကြည့်ကြည့်အဲ့လိုမြင်သွားမှာကျွန်တော်တို့ကနော်ဟုတ်ပါပြီအဲ့တော့အခုစာမျက်နှာ32မှာပါအတ္တအနတ္တတဲ့ဒါလေးကိုဖတ်ကြရင်ရှင်းနေတင်ပြမှာဖြစ်ပါတယ်အတ္တအနတ္တမျက်စိနဲ့အစဉ်တိုက်ဆိုင်လျင်မြင်စိတ်သည်မပေါ်ခြင်းလို့မရပါသူသဘောသူဆောင်ဖြစ်ပေါ်သောကြောင့်မြင်စိတ်သည်အနတ္တဖြစ်၏မိမိအလိုအတိုင်းမဖြစ်ပါအကြောင်းနဲ့အကျိုးများသာဖြစ်၏သို့သောနောက်စိတ်မနှောသည်သူသဘောသူဆောင်ဖြစ်ပေါ်နေသောမြင်စိတ်ကိုငါမြင်တာဟုအတ္တဖြင့်သိမ့်ပိုက်ခြင်းဖြစ်သည်မျက်စိနှင့်အစဉ်တိုက်လို့မြင်စိတ်ဖြစ်ပေါ်တာကအနတ္တငါမြင်တယ်လို့နောက်စိတ်နဲ့ယူလိုက်တာကအတ္တထို့အတူနားနှင့်အတန်တိုက်ပါကကြားမကြားခြင်းလို့မရကြားစိတ်သည်သူသဘောသူဆောင်ငါဖြစ်ပေါ်၏နာစိတ်စားစိတ်ခီးစိတ်တွေးစိတ်တို့သည်လည်းအကြောင်းတိုက်ဆိုင်ပါကသူသဘောသူဆောင်ငါဖြစ်ပေါ်သောကြောင့်အကျိုးသဘာဝတရားများသာဖြစ်၏သို့သောနောက်စိတ်မနှောသည်ငါဆိုသောအတ္တဖြင့်အရာရာကိုသိမ့်ပိုက်လေသည်ငါမြင်တယ်ငါကြားတယ်ငါနားတယ်ငါစားတယ်ငါထိတယ်ငါတွေးတယ်လို့အနတ္တကိုအတ္တအမြင်ဖြင့်မလွတ်တမ်းဆွဲယူကြလေသည်
ဥပမာလောကတွင်အမှောင်သည်ဓာတ်သဘောဝတစ်ခုအနေနှင့်သူသဘောသူဆောင်ကရှိနေ၏တဘိုးရှင်ကဖန်ဆင်းထားခြင်းမဟုတ်ပါနေလကျဲတို့ကြောင့်လင်းနေခြင်းဖြစ်သည်အလင်းကွယ်သောအခါအမှောင်ဓာတ်သည်သူသဘောသူဆောင်ကအသစ်ဖြစ်ပေါ်လာသောအနတ္တသဘာဝမြတ်သာဖြစ်သည်သို့သောနေရောင်တဲ့လမ်းလျှောက်သောအခါအလင်းကွယ်သောကြောင့်အမှောင်ဓာတ်သည်သူသဘောသူဆောင်ကဖြစ်ပေါ်လာတော်လဲငါအရေးဟုအမှောင်ဓာတ်သဘာဝတရားကိုအတ္တဖြင့်သိမ့်ပိုင်ခြင်းဖြစ်သည် ဟုတ်ပါပြီအဲ့တော့အတ္တနဲ့အနတ္တရဲ့ဥပမာလေးကဒီဥပမာလေးကကောင်းတယ်ကျွန်တော်တို့နေစဉ်လည်းတွေ့နေရတာအဲ့တော့လမ်းလျှောက်နေဘူးတဲ့လမ်းလျှောက်သွားပါလားအရေးကြီးကြတာအဲ့အရေးဘ누구အရေးလဲဆိုငါအရေးပဲဒါအထူးပြောနေကြကိုမလို့ကျွန်တော်တို့ဒီလိုပဲစဉ်းစားခဲ့တာပဲဒါပေမဲ့အဲ့တော့အတ္တမှလည်းမသိပါဘူးအဲ့လိုယူတာပဲအမှန်တယ်လို့ပဲထင်ခဲ့ကြတာပဲအဲ့တော့လောကကိုကျွန်တော်တို့ကအဲ့လိုဉာဏ်မဖွင့်တတ်ဘူးဉာဏ်နေမဖြစ်သေးတော့အမောင်တက်ကြီးဆိုတာသဘာဝထဲမှာရှိနေတာပဲနေတို့လတို့ကျဲတို့ရှိလို့လင်းနေတာနေတို့လတို့ကျဲတို့မရှိရနဲ့မှောင်သွားတာဥပမာကျွန်တော်ညဘာလို့ဖြစ်လဲတော့ညဖြစ်တာဟိုဟာဒီလောက်သိပ်ပဲပြင်ရင်လည်းထုံးခန်းတာပဲကဘာကြီးကနေကိုလှည့်ပတ်သူကိုယ်တိုင်လည်းလဲနေအဲ့တော့လဲနေတဲ့အတွက်နေနဲ့ဘက်မှာရှိတဲ့ဘက်ကလင်းတာပေါ့ဟိုဘက်ကနေလဲကိုယ်တော့ဘာဖြစ်တော့မှောင်သွားတာဆိုတန်မှန်ပြီးတော့ဒီလိုဝဲသိတာနေကွယ်မှောင်တယ်သိတယ်ဒါပေမဲ့ကျွန်တော်တို့ကအမောင်တက်ကြီးကသဘာဝထဲမှာသူသဘောသူဆောင်ရှိနေတယ်အဲ့လိုအနတ္တကိုဉာဏ်နဲ့မပေါ်ဘူးတရားကအဝေးမဟုတ်ဘူးဒီထဲပဲကိုကဉာဏ်မဖြစ်တယ်တရားကသဘာဝထဲမှာရှိတာအခုစာရီသိနေဆိုတာဒီသဘာဝကိုဉာဏ်စိုက်အောင်တင်စိုက်အောင်သွားမှာစာဘောတောင်းတင်းနေမှာမဟုတ်ဘူးကျွန်တော်တို့ကစာဘောပဲတောင်းတင်းနေတယ်ဒီသဘာဝအထိဉာဏ်ကမရောက်ဘူးကျွန်တော်တို့ကအဲ့လိုဖြစ်နေလို့အဲ့တော့ဒီအခုကသဘာဝကိုဒီကပြောတာဉာဏ်ဖြစ်တယ်ဆိုတာသဘာဝကိုစိုက်သွားတယ်။လက်စွာဘုရားကလည်းသဘာဝကိုရှာဖွေတွေးရှိသွားတာ။အဲ့ဒါတွေပဲခေါ်ကြခဲ့တာ။အဲ့ဒါကိုပဲဒီရှင်မကတ္တဗဥဆောင်ပြီးတော့အရှင်အနန္ဒာတို့က systematically သူကစနစ်တကျမှတ်တမ်းတင်ခဲ့တယ်။အဲ့ဒါကိုတန်ခါရဏတင်တယ်လို့ပြောတယ်။သူက format ချလိုက်တာပြစ်ပြစ်လစ်လစ်နဲ့အဲ့ဒါတွေကိုကျွန်တော်ကဆက်လက်တွေနဲ့ပြန်ဖတ်တော့ကျွန်တော်ကနားမလဲဘူးသူကအာဂုံဆောင်ရမယ်ဆိုတော့သူကจิตလက်သိပြီးထားတာသူကနှစ်ตาရတယ်အဲ့ဒါတွေကိုနားလဲတဲ့လူတွေကပြန်ဖွင့်တာကိုအထကတာတို့ဒီကာတို့ဒီဟာတွေဖြစ်ကုန်ကြတာပေါ့ကျွန်တော်ကဒီလိုပြောကြတယ်ပြန်ဖွင့်ကြအဲ့တော့ဟုတ်ပြီဒီအမောင်တက်ကြီးကဘယ်သူမှဖန်ဆင်းတာမဟုတ်တဘာဝထဲမှာရှိနေတာလင်းနေလို့အလင်းကွက်လိုက်တဲ့နဲ့ဒီအမောင်ကသူ့သဘောသူဆောင်အစားထိုးသွားတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမမြင်ဘူးအလင်းကွယ်နဲ့အမောင်တကားတွေပိတ်လိုက်ပါလားမှောင်သွားတာပေါ့ဘာလို့မှောင်လဲမင်းတကားပိတ်လိုက်တာကျွန်တော်ကဒီလိုသွားတာမင်းကွယ်လိုက်တာပေါ့မှောင်သွားတာမင်းတကားပိတ်လိုက်လို့တကားပိတ်တာအကြောင်းတရားအကြောင်းနဲ့ပြည့်စုံကအလင်းကွယ်တဲ့အကြောင်းပြည့်စုံတဲ့အမောင်ကသူ့သဘောသူဆောင်ပေါ်လာတယ်ဒါပေမဲ့ကျွန်တော်တို့ဉာဏ်ထဲမှာအဲ့လိုအနတ္တကိုသဘောမပေါက်ခဲ့သူ့သဘောသူဆောင်ပေါ်လာတယ်ဘယ်သူမှဖန်ဆင်းတာမဟုတ်ဘူးကျွန်တော်ကတကားပိတ်လို့မှောင်တာအမောင်ကြီးကိုတကားပိတ်လို့ဆိုရဲဟာကြီးနဲ့သွားလှုပ်နေတာမင်းကြောင့်ဖြစ်တယ်အဲဒီလိုသွားတာမင်းကြောင့်ငါကြောင့်လည်းပဲသွားနေကြတာကျွန်တော်တို့ကအတ္တအနတ္တနဲ့ပါပါလေးကျွန်တော်တို့နော်ဒီလိုနားမလည်ခဲ့ဘူးအဲ့တော့အလင်းကွယ်လိုက်တာနဲ့အမောင်က replace ကျွန်တော်ပြောပြမယ် replace လုပ်တယ်အစားထိုးတယ်ဆိုတာလေသူ့သဘောတူအစားထိုးတာဘယ်သူမှလုပ်ပေးနေကြမလို့ဘယ် foundation တကိုးရှင်မှမလို့ဒါပေမဲ့အစားထိုးသွားတယ်လို့ကျွန်တော်တို့မသိဘူး gap ဆိုတာမရှိဘူး interval ဆိုတာမရှိဘူးခြားနားနေနဲ့ခါလေးဆိုတာမရှိဘူးအလက်ချိန်ဆိုတာမရှိဘူးကျွန်တော်တို့ကလေအလုပ်တွေပြီးရင်အားသွားပြီဒီလိုထင်တယ်ကျွန်တော်တခါတော့အဲရုံသမိုက်နဲ့ပြောဘူးတယ်ဆိုတော့အရင်တော့သိကောင်းတာပဲတဲ့ဖုန်းတွေမပေါ်ဟဲဖုန်းတွေမပေါ်ရင်တဲ့ဘာလို့လဲဆိုတော့၄နာရီရုံဆင်းတိုင်းဆိုဘယ်သူမှခေါ်ခိုင်းလို့မရတော့လေဆက်တယ်လို့လည်းမရတော့ဘူးသိကောင်းတာပဲတဲ့ဩလို့ကျွန်တော်ပြောပြတာအဲ့လိုထင်တာတော့ဆိုတော့ဖုန်းတွေနဲ့တော့ပြန်ခိုင်းလို့ရတယ်ခေါ်လို့ရတယ်အဲ့တော့ तू ကဒီ၄နာရီထိုးပြီးအလုပ်ပြီးပြီဒီလိုယူဆတယ်အားလုံးကအဲ့ဒါပြတ်တယ်ဆဲတယ်ယူလိုက်တာပဲလို့ဘာဖြစ်လို့လဲဆိုအလုပ်ကိုစေနာလို့မသိဘူးပရမတ်ကဘာရစေနာဘုရားပွင့်မှသိတာစေနာဆိုတာဒီစေနာကြောင့်အလုပ်လုပ်တာလဲကာယကံဝစီကံမနောကံနဲ့ပဲလုပ်တာအဲ့ဒါကိုနာမည်တစ်ခုပေးလိုက်တာအလုပ်လုပ်တာအလုပ်လုပ်တော့ဘာလို့ပတ်စံရတယ်ပေါ့ဒီလိုလာတာပတ်စံမရတာဆိုအလုပ်လို့မထင်ဘူးကျွန်တော်တို့ကအဲ့လိုဖြစ်နေတာကျွန်တော်တို့ကတတ်မှတ်ချက်လောကတတ်မှတ်ချက်ထဲမှာပဲတကယ်နေတာလောကတတ်မှတ်ချက်ထဲမှာပဲလူလုပ်နေရတယ်လို့ပြောလို့ရှိရင်
ကိုဘွားသိပေါင်းခတ်ထားတာအဲ့ပေါင်းထဲမှာနေရတယ်အဲ့တော့အလုတ်ဆိုတာလဲကာယကံဝစီကံမနောကံနဲ့စေချနာနဲ့ပဲလို့တာအလုတ်ပြီးတော့လဲပြန်လာလဲကိုယ်စေချနာတွေပဲလေကာယကံဝစီကံမနောကံအဲ့ဒါကြအလုတ်မထင်တော့ဘူးဟုတ်လားအဲ့တော့၄နာရီအလုတ်ပြီးရင်ပြီးသွားပြီဆိုတော့ဘာဖြစ်လဲပြတ်တယ်ဆဲတယ်ရောက်သွားတာအမှန်တော့အလုတ်ဆိုတာဘယ်တော့မှမပြီးဘူးဘယ်တော့မှပြီးရတော့ယဟန္တာဖြစ်ပြီးမှပဲနောက်ဘဝနောက်ခန္ဓာကိစ္စတွေကုန်တော့တာကျွန်တော်တို့ကဒီလိုနားလည်ရအလုတ်ကိုစေချနာလို့ပြီး action ဆိုစေချနာပဲ volition ပဲဒီလိုနားလည်ရကျွန်တော်တို့ကနော်ကျွန်တော်တို့ဉာဏ်ထဲမှာအဲ့လိုကြီးမပေါ်ဘူးဒီအလုတ်ဆိုတဲ့ကာယကံဝစီကံမနောကံဘာကြောင့်ဖြစ်တာလဲစေချနာကြောင့်ဖြစ်တာလို့စိတ်ထဲမှာအဲ့လိုကြီးမထင်ရှားဘူးကျွန်တော်တို့ဉာဏ်နဲ့ပရမတ်ကိုမပေါ်ဘူးပေါ့နော်အဲ့လိုရှေးစိတ်နောက်စိတ်မှာသတိမှာကိုယ်ကမလိုက်တာပေါ့နော်အဲ့အကြောင်းပေါ့ဒီလိုနားလည်ရအဲ့တော့အလင်းကွယ်လို့အမှောင်စားထိုးရတယ်ဟုတ်လားအလင်းကွယ်လို့အမှောင်စားထိုးတယ်စေနာတစ်ခုချုပ်တယ်နောက်စေနာတစ်ခုအစားထိုးလာတယ်ဘုံလေးစားမအောင်လို့ပြောပြန်နဲ့ဘုံလေးစားမအောင်ဆိုလို့ချုပ်တယ်နောက်ကော်ဖီလေးတောက်ပါအောင်ဆိုနောက်စေနာပေါ်တယ်နောက်စေနာချုပ်တယ်အဲ့ဒါလည်းပြောပြန်နောက်စကားတွေပြောပြန်ရောတရားအကြောင်းတွေပြောရင်တရားအကြောင်းပြောတဲ့စေနာတွေပေါ်နေတာပဲစေနာတွေကတစ်ခုပြီးတစ်ခုစားထိုးနေတာခုကျွန်တော်တခွန်းပြီးတခွန်းပြောတယ်ဆိုတခွန်းပြောလိုက်တယ်အဲ့တခွန်းစေနာချုပ်နောက်တခွန်းပြောနောက်သွန်းစေနာစားထိုးပဲနားထောင်တဲ့လူကလည်းဒီနှလုံးသွင်းတာကလည်းအဲ့စေနာပါနေတာကျွန်တော်တို့ကနှလုံးကိုကဒီအာယုံစိုက်ပြီးနှလုံးသွင်းတာကစေနာတိုက်တွန်းတာမင်းအဲ့အတန်လေးကိုနားထောင်အဲ့အတန်လေးကိုယူဆိုင်ဘယ်လိုတိုက်တွန်းတာစေနာတိုက်တွန်းနေတယ်ဒါပေမဲ့ကျွန်တော်ကအဲ့စေနာတွေကိုမမြင်နိုင်ဘူးကျွန်တော်တို့စိတ်ထဲမှာမပေါ်လွင်ဘူးပေါ့စိတ်ထဲကဘာလို့ကိုညံထဲမှာကဒါတွေကပေါ်လွင်မလာသေးဘူးအဲ့တော့လွင်အောင်ပြောရင်အစားထိုးတာအမောင်းလင်းကွက်လိုက်တဲ့ဘာအစားထိုးတာအဲ့ဒါသဘာဝသူ့ဘောသူဆောင်အစားထိုးတာအဲ့တော့ဒီအလင်းကွက်လိုက်တဲ့အမောင်းကအစားထိုးတာကိုယ်နဲ့ကိုမဆိုင်ဘူးကိုယ်ကလည်းမဟုတ်ဘူးအဲ့မဲ့ကျွန်တော်နေဘူးတဲ့လမ်းလျှောက်သွားပါလေအရေးကြပါလေအမှန်အလင်းကွက်လိုက်တဲ့အရေးကသူ့သဘောသူဆောင်အမောင်းတက်ကအစားထိုးပြီးသားပဲအဲ့ဒါကိုယ်နဲ့လည်းမဆိုင်ဘူးကိုယ်ဟာလည်းမဟုတ်ဘူးအဲ့မဲ့ကျွန်တော်တို့ကအနတ္တအဲ့ဒါကိုကျွန်တော်အတ္တနဲ့ငါအရေးလို့သိမ့်ပိုက်တာအတ္တနဲ့အနတ္တဒါပဲဒီယုံနယ်နေရလဲလေဒီယုံကြီးကဘာကြောင့်ဖြစ်တာကံကြောင့်ဖြစ်တာကျွန်တော်ယူမိဘတွေကိုဝင်ပြီးတော့ပရိသေတွေဝင်နေဆိုတာဘာကြောင့်ဝင်တာအသိလားကံကပေးလိုက်ဘယ်သူမှရွေးချယ်ပိုင်လို့မရှိဘူးကံကအဲ့တဲ့နေဆိုဂလိဆံဘွားဆိုဂလိဆံဘွားငရဲဆိုငရဲနတ်ဘွားဆိုနတ်ဘွားဘယ်သူကပို့လိုက်ကံကပို့ချလိုက်ဒီမိဘတွေဆိုဒီမိဘတွေကံကပို့ချလိုက်ကိုရွေးလို့ရတာမဟုတ်ဘူးအဲ့တော့ကံကြောင့်ဖြစ်တဲ့ယုံအမိဘကသာရတော့အာဟာရကြောင့်ဖြစ်တဲ့ယုံဥရုပူရင်ပူတဲ့ယုတ်အေးတဲ့ယုတ်တစ်ပင်တွေဥရုနဲ့အာဟာရကြောင့်တစ်ပင်တွေကြီးလာတယ်ကျွန်တော်လည်းဥရုနဲ့အာဟာရကြောင့်ကျွန်တော်တို့မိခင်ဝမ်းနဲ့ကြီးထွားလာပူတဲ့ဥရုနဲ့အာဟာရပဲတစ်ပင်တွေလိုပဲတစ်ပင်တွေလည်းအလင်းအောင်ရမှအောက်ကဩဇာဓာတ်တွေရမှမြေဩဇာတွေရေတွေရမှကြီးထွားလာကျွန်တော်တို့ဒီယုတ်ကြီးကကံစိတ်ဥရုအာဟာရဆိုတဲ့အကြောင်းတရားနဲ့ကြီးထွားလာကျွန်တော်ပိုင်တာမဟုတ်ဘူးကံလည်းကုံတော်သေးပါလေအဲကြောင့်မဲ့ကျွန်တော်ဒီယုတ်ကြီးကိုကံစိတ်ဥရုကြောင့်ဖြစ်တဲ့ယုတ်ကြီးကိုကျွန်တော်ဘယ်လိုထင်လဲငါယုတ်အလင်းကွယ်လို့အမောင်အစားထိုးသွားတာအမှန်အမောင်ကသူ့သဘောသူဆောင်စားထိုးတာအလင်းကွယ်တဲ့အကြောင်းကြောင့်စားထိုးတဲ့ဒါပေမဲ့အဲ့အမောင်ဘူးပေါ့ငါရိတ်ဒီယုတ်ကြီးလောက်ပြီးတော့ငါယုတ်ဘယ်ရောက်လဲမိဘလည်းဒါငါမွေးထားတာငါသားသမီးသိမ့်မိတ်တာပဲကျွန်တော်တို့ကနောက်ကမှာဒီလိုဖြစ်နေအဲ့တော့အခုမြင်တာကြားတာလည်းနန်းရလဲလေစိတ်ကဘယ်လိုစိတ်လဲငါစိတ်ပေါ့ခံစားတာဘယ်လိုခံစားတာငါခံစားတာပေါ့ငါဝေနာပေါ့ငါပဲခံစားနေရတာအမှမှတ်တာလည်းဘယ်လိုမှတ်တာငါမှတ်ထားတာပေါ့ငါတညာတွေအမှန်ကအာယုံနဲ့တော်ရတိုက်လို့ဒီလိုနှစ်ခုတိုက်လို့ပဲအတန်ပေါ်သွားလို့ပဲနန်းနေရလဲလေအစင်းနဲ့မျက်စိနဲ့တိုက်မြင်စိတ်ကပေါ်ဘယ်ငါမြင်စိတ်မှာမဟုတ်ဘူးသူသဘောတူတာပေါ့နားနဲ့အတန်နဲ့တိုက်ကြားစိတ်ကပေါ်သူအာယုံတော်ရတိုက်ရင်အဲ့နန်းတရားတွေကပေါ်နေကြတာပဲကိုယ်နဲ့ကိုမဆိုင်ဘူးဒါပေမဲ့အဲ့နန်းတရားလည်းပါတော့ငါနန်းတွေပဲငါစိတ်တွေပဲကျွန်တော်ကဒီအတ္တရဲ့သဘောကြီးကပါနေရဟုတ်ပါမှာပေါ့စိတ်အစဉ်တွေကစိတ်စိတ်နောက်စိတ်တွေဖြစ်နေတော့နောက်စိတ်မှာဒီအတ္တနဲ့အကုန်သိမ်းတာကျွန်တော်တို့ညီကနောက်စိတ်မှာဉာဏ်မှမဖြစ်တယ်ဉာဏ်မှမဖြစ်တော့ဒီအတ္တနဲ့သိမ်းသမျှဘာတွေဖြစ်နေမှာကံတွေဖြစ်နေဦးမှာပဲအတ္တကြကံအတ္တနဲ့ကံတွေဖြစ်မှာအနတ္တကြမှာဉာဏ်တွေဖြစ်တာဒီလိုအတ္တနဲ့အနတ္တလည်းဟောဥပဒံကငါဥပဒံကငါဥစ္စာတို့ဆွဲတာအတ္တသတိကြောင့်ပေါ့အနတ္တမြင်တာသတိကြောင့်ဉာဏ်ဖြစ်တယ်ဉာဏ်တော့အနတ္တမြင်အတ္တနဲ့သိပဲတော့သိခြင်းကမဆုံးနိုင်တော့ဘူးကံနေဖြစ်ပြီးတော့အနတ္တလည်းပြီးတော့ဉာဏ်နေဖြစ်ပြီးတော့သိခြင်းကလွတ်တယ်အဲ့ဒါကိုပဲ
ကိလေသာကင်းတဲ့နိဗ္ဗာန်ခန္ဓာကိလေသာငြိမ်းတဲ့နိဗ္ဗာန်ခန္ဓာငြိမ်းတဲ့နိဗ္ဗာန်ကိလေသာလည်းငြိမ်းခန္ဓာလည်းငြိမ်းပေါ့ဒီတော့ဉာဏ်ထဲမှာအဲ့လိုကြီးကိုအတ္တနဲ့အနတ္တကြီးကဒီလိုကိုမပေါ်ဘူးဖြစ်စိတ်ထဲမှာကနော်အဲ့တော့အလင်းကွဲလို့အမောင်စားထိုးတာတော့ရက်တောင်လေးခက်ကြီးအေးမသွားဘူးလားဘာကြောင့်အေးလဲရက်တောင်ခက်လို့အေးတာပေါ့ကွာဟာပြီးတာပဲဟမ်ပန်ကာဖွင့်အေးလိုက်မယ်ဘာလို့အေးတာဟာပန်ကာဖွင့်လို့အေးတာပေါ့ကွာဒါပဲအမှန်ကအပူကိုဖယ်လိုက်တာနဲ့အေးကအစားထုတ်တာအဲ့အေးဘယ်ကလာတယ်လို့မမေးနဲ့ကျွန်တော်ပြောပြအခုအလင်းထဲမှာအမောင်ရှိလားမေးတယ်အလင်းနဲ့ဘယ်သူမှအမောင်မရှိဘူးအားလုံးပြောလိုက်မယ်ဒီလင်းနဲ့တဲ့အမောင်ရှိလားမရှိဘူးအဲ့မဲ့ကျွန်တော်လက်လေးတစ်ခုဒီလိုကွဲတယ်ဖုံးပြမယ်အတွင်းထဲမှာဖြစ်သွားပေါင်သွားလိုက်မယ်အဲ့အမောင်ဘယ်ကလာလဲမမေးနဲ့ source မရှိဘူးဘယ်မှာလာတယ်လို့ပြောလို့မရဘူးအလင်းကွက်လိုက်တဲ့အဲ့နာအမောင်တက်ကသူ့သဘောသူဆောင်ဖြစ်ပြီးသားပဲရာသီဥတုပူနေတယ်လက်တောင်လေးခက်လိုက်အေးမတော်လားအဲ့အေးဘယ်ကလာလဲမမေးနဲ့အပူချုပ်တာနဲ့အေးကအစားထိုးသွားတယ်တဘာဝထဲမှာရှိပြီးသားဒီအေးကဘယ်ထဲမှာရှိသေးတာတဘာဝထဲမှာဘယ်သူမှဖန်တီးတာမဟုတ်ဘူးကျွန်တော်တို့ညံထဲမှာနော်အေးလက်ချုပ်သွားတော့ဘယ်သူကစားထိုးလားအပူကစားထိုးသွားဟာအဲ့အပူဘယ်ကလာလဲမမေးနဲ့အဲ့နာအကြောင်းကင်းတာနဲ့အကြောင်းတိုက်ဆိုင်တာနဲ့အကြောင်းပြည့်စုံတာအကျိုးကပေါ်ပြီးသားအဲ့ဒီတော့မှလေဒီအမောင်ကလည်းရုပ်ပဲဒီအလင်းထဲမှာအမောင်ရှိတာတော့မရှိဘူးအလင်းကလည်းအမောင်ဖြစ်သွားလိမ့်အဲ့ဒီအမောင်ဘယ်ကလာလဲဘယ်ကလာတယ်လို့မမေးနဲ့ဘယ်ကလာတယ်ဆိုတာမရှိဘူးဘယ်ကလာတယ်ဆိုရဲမြဲနေပြောလာတာမပြတ်ဖဲလာတာဘယ်ကလာတယ်ဆိုရဲဘာဖြစ်လဲမြဲနေအဲ့တော့မှကဘာမှလေလူကဘယ်ကစစ်သက်လဲမြောက်ကစစ်သက်တယ်တော့သွားတော့အဲ့ question ကျွန်တော်တို့ကစဉ်းကိုစဉ်းစားလို့မရဘူးအဲ့လိုမပြတ်ဖဲဘယ်တော့မှမလာဘူးကျွန်တော်တို့ကဟယ်လိုသူတို့လုံးမှာတော်တော်သိခါကြတယ်သိပ္ပံပညာရှင်တွေလုံးမှာဒီကောင်တွေလုံးမှာဒီနေ့လားသူကအတ္တနဲ့စဉ်းစားတာကိုအတ္တကတော့အဲ့လိုပဲစဉ်းစားတာအနတ္တကြအဲ့လိုကိုမစဉ်းစားဘူးဘယ်ကလာတယ်လို့တော့ပြောပြမယ်အဲ့ဒီအတန်ထွက်အဲ့ဒီအတန်ဘယ်ကလာလဲအစာတော့ရှိလားဘယ်ကလာလဲဘယ်ကလာတယ်လို့မှပြောလို့မရဘူးအကြောင်းတိုက်တဲ့ပေါ်သွားတာပဲကျွန်တော်အခုစားခုတယ်ဘာကြောင့်ဘယ်ကလာတာလို့ဘယ်ကစလာတော့ကျွန်တော်အစကိုမကြိုက်ဘူးလားတခုပြင်ဘယ်ကစဖြစ်တာလဲအဲ့အစကိုစစဉ်းစားတာကအတ္တပဲဒါမှမဟုတ်အစကိုစဉ်းစားလို့ဖန်တီးရှင်ပြန်ရောက်သွားတယ်မှတ်ထားသူတို့ကဘယ်ကလူဘယ်ကစဖြစ်တယ်ဖန်တီးရှင်ရဆိုသွားတာပဲအဲ့အတ္တပဲကျွန်တော်တို့ကအဲ့အစယူလိုက်တာကအစနေစပြီးယူရဲဆိုတဲ့ကအတ္တလည်းကြားတာကျွန်တော်နားမလဲဒါမှအဲ့အစစဉ်းစားဒါမှမဟုတ်နောက်ကျောင်းပြန်နေကြလေနောက်ကျောင်းမပြန်ပါနဲ့လို့လည်းပြောတယ်အစဆိုတဲ့နောက်ကျောင်းပြန်တာပဲဘယ်တော့မှဒီနေရာဖြစ်ဒီနေရာဖြစ်ဆိုနောက်ကျောင်းကိုစဉ်းစားစရာကိုအတိတ်မပြန်တော့ဘူးဆိုမှတ်တာနဲ့ပြန်ကြတယ်မလူကြဗုဒ္ဓမှာအတိတ်လည်းမပြန်ဘူးအနာဂတ်လည်းမသွားတော့ဘူးဒီစိတ်တွေကပြစ္ဆုတ်ပံအဲ့ပြစ္ဆုတ်ပံကိုပဲကိုယ်ဒီခုစာအုပ်လေးလုပ်ပေးပါတယ်ကဘာမှာ best seller တဲ့ The Power of Now တဲ့ဒီကောင်ကရေးတဲ့ Now ဆိုတာပြစ္ဆုတ်ပံပဲဒါပဲဒီဟာသိသွားတာပဲအမှန်တော့အဲ့ဘက်တို့ဒီလိုသိတာတော့ပေါ့ဘူးဒီလိုဖတ်ကြည့်တော့တို့ဒီလောက်ထိမသွားနိုင်ဘူးဒီလောက်ထိထိုးထွင်းမမြင်နိုင်ဘူးမပြောနိုင်ဘူးပြောပြတာအနတ္တကိုမပြောနိုင်ဘူးသူကအတ္တနဲ့ပဲစဉ်းစားသွားတာသူတို့စာရင်ဖတ်ကြည့်အတ္တတွေရဲ့ပဲဒီလိုအနတ္တကိုမပြောနိုင်ဒါအများကြီးကွာတယ်အဲ့မဲ့ကဘာကြော်တာပဲကျွန်တော်တို့ကသူကတင်ပြတတ်တာဟုတ်ဒါဟုတ်ကွာနော်ဟိုကျွန်တော်တို့ဒါလေးကိုပြောတာဟုတ်ဘာမှမဟုတ်ဘူးထင်နေတာကဘာနဲ့ဒီလိုစဉ်းစားကြည့်ကျွန်တော်တို့သိတဲ့ knowledge ကအများကြီးပါတယ်ဘာလို့ဖျားကျေးဇူးကြောင့်ကျွန်တော်ဒီလိုသိရတာဒီစာရီဖတ်လိုက်တာနဲ့ကောင်းဒီအဲမှာပဲရှိတယ်ဆိုတာသိတယ်ကျွန်တော်တို့ကနော်ဒီလိုနားလည်သွားပါလိမ့်အဲ့တော့အစားထိုးတယ်ဆိုတာကျွန်တော်တို့ကသဘာဝထဲမှာအဲ့လိုကိုကျွန်တော်တို့ဉာဏ်ထဲမှာအနတ္တမမြင်ဘူးအဲဒီလင်းကွယ်တာပဲအမောင်လေးရောက်လာတာပဲမင်းဘာဖြစ်လို့ပေါင်းတော့လင်းကွယ်ပေါင်းတာပေါ့ဒါပေမဲ့အစားထိုးတယ်သဘာဝထဲမှာရှိနေတဲ့အတ္တနဲ့အနတ္တကိုကျွန်တော်တို့ကပါပါလေးကျွန်တော်ပြောပြတာကျွန်တော်စတင်ကစားရတဲ့နေတငယ်ချင်းတွေကိုစပြောပြအတ္တနဲ့တရားကျွန်တော်လက်ခုပ်လေးပြမပြီးပါနဲ့ဆိုလဲ